မောင်ဘိုးရင်ညနေဆောင်ရင်အိမ်ပြန်လာလိအိမ်ရောက်တင်နေဦးအောင်မကောင်းလေးမင်းမနှက်ပြန်မင်းရွာကိုသွားရမယ်မောင်ဘိုးရင်ကဦးအောင်ကိုကြည့်ပြီးတော့မျက်ရည်များဝိုင်းလာတယ်ဝိုင်းနေတဲ့မျက်ဝန်းထဲမှာမျက်ရည်များဟာဘယ်ဘက်မှအရင်ကတဖြည်းဖြည်းကျလာသလိုညာဘက်မှလည်းတဖြည်းဖြည်းကျလာလေတယ်မောင်ဘိုးရင်ကကျလာတဲ့မျက်ရည်များကိုလက်ကောက်ဝန်းနဲ့တုပ်လိုက်ပြီးအေးပါဗျာအဘကျုပ်ကိုမနေစေချင်တော့ရင်လည်းကျုပ်ပြန်ပါမယ်အဘကိုကျုပ်ပြစ်တွေလုံးမြင်လဲခွင်းလို့ဟာကောင်မေးဘာတွေပြောနေတာတော့ဟာအဖကျုပ်ပြန်ခိုင်းနေတာမဟုတ်ဘူးလားကဲဒီကောင်လေးတော့ကြောင်တောင်နဲ့မနှက်ပြန်ညိုမအောင်သွားခေါ်ပြီးတော့မင်းတို့ရွာထဲမှာတရေပူးနေတဲ့လူရှိတယ်ငါ့ကိုလာခေါ်ထားတယ်သူတို့ပြောပုံညာအဲ့တရေကိုမင်းအောင်နိုင်တယ်သွားထုတ်လိုက်ပြီးရင်ငွေ90တောင်းခဲ့မင်းကအစိတ်ယူကြားပါလားဟာအဖစောစောကလေးအဲ့လိုပြောမှပေါ့အဲ့လိုပြောရင်ဘာပြောမှမလို့လဲကျုပ်ကတော့အဖပြန်ခိုင်းတယ်ဒီမျိုးဝမ်းနေနေလိုက်တာဗျာဒါနဲ့ကိုညုံမမခေါ်ပဲတခြားလူခေါ်ရင်ရလာပါရတယ်လေမင်းကကူးရမယ်ကောင်ဟိန်းနဲ့ဟန်နဲ့တော့နေကလေးဆိုပြီးတော့အထင်မသေးအောင်ပညာသာပြလိုက်ငနက်ကိုခေါ်သွားကြည့်ဟာငနက်ကိုမခေါ်ပါဘူးဗျာတရေတကောင်ကျုပ်ဖမ်းခင်အခုသမင်းစားပြီးကိုဘိုးလေးတို့စီသွားလိုက်အောင်မယ်ဗျာမင်းကတော့အိမ်ကိုကတ်တယ်ကိုမရှိဘူးကောင်လေးဟာကြောင်ရင်ထဲမှာကြက်သားကြော်ထားတယ်ထည့်စားလိုက်ပြီးရင်အပေါ်ကကောင်မတွေကိုကျွေးရမယ်ရက်ရောက်ပြီနော်မီးဘိုးထဲမှာပြင်ဆင်ထားတယ်မင်းရွာထဲမသွားခင်ကျွေးခဲ့ဟုတ်ကဲ့ပါဗျမောင်ဘိုးတင်ဟာဦးုံရဲ့စကားကိုဖြေပြီးတော့မိဖို့ကြောင့်ဘက်စီကိုထွက်ခွာလာခဲ့ပါလေတော့တယ်။ဖိုးထွင်းနဲ့သားတို့လူပြိုပေါက်စာများဘင်းကြိုတလက်ဖြစ်အိမ်ကြီးတိမ်ရှိလမ်းတွေလက်ဆွမ်းပြနေပြီ။မောင်ဘိုးတင်ဒီကဖိုးထွင်းတို့ယူလာတဲ့ကြက်ကာလာသားကြက်ကိုတယောက်ထဲနောက်မှနေပြီးတော့လွေးနေတယ်။တချင်းတစ်ပုတ်ပြီးတဲ့အခါမှာဖိုးထွင်းကမောင်ဘိုးတင်ဟာဘိုးတင်မင်းငေါ့တခုကူညီမလား။ပြောလေကိုဘိုးထွင်းငေါ့ဒီကမိကျုပ်စာပေးပြီးပါလားကွာ။မောင်ဘိုးတင်ခိတ္တများစဉ်းစားလိုက်တယ်။မျက်နှာမှာလည်းအနေငယ်ပြုံးလာကပေးလို့ရပါတယ်ဗျာဒါပေမဲ့ကျုပ်ကလည်းတခုတော့ကူညီရမယ်ပြောကွာကူညီမယ်မနေ့ကကျုပ်ရွာကိုသွားမှာကိုဘိုးလေးလိုက်ခဲ့ရမယ်ဖိုးလေးကခဏစဉ်းစားလိုက်ပြီးတော့ဘယ်လောက်ကြာမှလဲမင်းကသွားတာတရက်တော့ကြာတယ်ဗျာနောက်နေ့တန်းပြန်လာကြတာပေါ့အေးကွာလိုက်မယ်ကွာမင်းသာစားပေးစိတ်ချဗျာကိုဘိုးလေးရတယ်အခုသွားပေးပေးမယ်ပေးစားဟာမလုံနိုင်ဘူးဟာကောင်ရအခုတော့စိတ်ရှုံမင်းရွာမှာပြန်လာမှပေးပြီလေကွာနော်ပြီးတာပဲဗျာမနှဆောသွားမယ်နော်ထမင်းထုတ်ခဲ့အောင်ဖိုးထွင်းနဲ့မောင်ဘိုးတင်တို့စကားကိုနားထောင်နေတဲ့ตาရကမောင်ဘိုးတင်ဟာဘိုးတင်ငါ့လိုက်လို့ရလားရတာပေါ့ဗျာလိုက်မှသေးကြလားသေးကြတယ်ကွာဘိုးတင်အဲ့ဒါဆိုရင်ကျုပ်အိမ်လာခဲ့ဗျာအိမ်တော့မလာဘူးကွာဟိုဂျွာအထွက်ကစောင့်နေမယ်လေအဲ့ဒါဆိုလည်းပြီးတာပဲဗျာပြီးတော့ကျုပ်ကစေးသွားကုမှာတော့တခုတော့မှားထားအောင်မယ်ကျုပ်လူနာကိုကုနေချိန်ကျရင်ကျုပ်ကိုလေးစားဆက်ဆံမကြလားမောင်ဘိုးတင်ရဲ့စကားကြောင့်ဖိုးထွင်းနဲ့ตาရဟာမောင်ဘိုးတင်ကိုငေး၍ကြည်နေပါလေတော့တယ်